အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကဲစမယ်စက်ကလေးကစိတ်ကူးရင်မော်စရာဖြစ်ပြီးချောကလက်တီထွင်သူဝီလီကွန်ကာကတင်မော်နယ်မြို့အသစ်တစ်ခုစီရောက်လာတာနဲ့စတင်ထားပါရင်သူကငွေရောင်အမတ်တရပစ္စည်း12ခုနဲ့ကမ္ဘာအကြီးဆုံးဈေးကွက်မှာအကြီးဆုံးချောကလက်ဆိုင်ဖွင့်လှစ်ဖို့အိမ်မက်ရှိသူလည်းဖြစ်ပါရင်ကလာဝီကော်မက်လို့ခေါ်တဲ့ခန်းနာလာတဲ့ချောကလက်ဈေးကွက်မှာသူ့ရဖန်တီမှုတွေကိုရောင်းချဖို့စတင်ခဲ့ပါရင်ဒါပေမဲ့လည်းသူကမြို့အနှံလျှောက်သွားရင်းနဲ့ပဲသူ့ရပိုက်ဆံအများစုကိုမလိုအပ်ဘဲနဲ့တဖြည်းဖြည်းဖြုံတီးမိလာခဲ့ပြီးနေစရာနေရာမရှိခဲ့ပါဘူးအဲ့ဒီကမှာတော့ဝီလီကညဖက်စခန်းချတဲဖို့အတွက်လမ်းဘေးခုန်တန်းတစ်ခုမှာထိုင်လဲပါရင်ရုတ်တရက်ဆိုသလိုပဲမစ္စတာဘလီရှာလို့ခေါ်တဲ့လူကြီးတယောက်ရောက်လာခဲ့ပြီးအပြင်မှာအေးခဲပြီးတော့တိတ်လိမ့်မယ်လို့ပြောပါရင်အဲ့ဒီနောက်ဝီလီကိုတညတာတက်တောက်တက်တာအနားယူနိုင်တဲ့နေရာတစ်ခုရှိတဲ့အကြောင်းပြောပါရင်နောက်တော့ဘလီရှာကမစ်ခရစ်ခရက်လို့ခေါ်တဲ့အမျိုးသမီးတယောက်ပိုင်ဆိုင်တဲ့အဆောင်ကိုဝီလီအားခေါ်သွားခဲ့ပါရင်ဒစိမ့်နှစ်ယောက်ကဖော်ရပုံပေါက်ပြီးဝီလီကိုအရက်လဲတိုက်ကအိတ်ဖို့အခန်းပါပေးခဲ့ပါရင်ဒါပေမဲ့လည်းမစ်စစ်ခရက်အစ်ကတဲခုခန်းအတွက်အခကြေးဝေတချို့ကိုပေးရမယ်လို့ပြောတော့ဝီလီဒီနေရာမှာစက်နေဖို့အတွက်လက်မှတ်ထိုးရမယ်စာချုပ်ကိုယူလာပေးလိုက်ပြီးဝီလီကလွယ်လွယ်ကူပဲတဘောတူလိုက်ပါရင်ဝီလီလက်မှတ်ထိုးခါနီးမှာတော့နိုဒဲလို့ခေါ်တဲ့ကလေးမလေးကရှေ့မဆက်ခင်စာလုံးတေးသေးလေးတွေကိုတေချာဖတ်ဖို့အတွက်တူတူလေးပြောလိုက်ပေမဲ့လည်းစာချုပ်ကရှေးလွန်းလို့ဟိုတယ်ပိုင်ရှင်ကလည်းထုံတန်းစင်လာတစ်ခုလို့ပြောခဲ့ပါရင်ဒီလိုနဲ့ပဲအဲ့တဲကလည်းမဖတ်တော့ပါဘူးနောက်တနေ့ဝီလီကလူစုလူဝေးနဲ့သူ့ရဲ့ချောကလက်ကိုမိတ်ဆက်ဖို့အတွက်မြို့တော်ရင်ပြင်ကိုတွားခဲ့ပါရင်အဲ့ဒီမှာဆိုရင်သူကအထူးပြန်ဝဲတဲ့ပိုးကောင်နဲ့လှုပ်ထားတဲ့ဟိုဘာရှော့လို့ခေါ်တဲ့သူ့ရဲ့ချောကလက်ဖန်တီးမှုကိုတင်ဆက်ခဲ့ပါရင်အဲ့ဒီနေရာမှာဒေတာအတွင်းချောကလက်ဆိုင်ပါရှင်3ယောက်ဖြစ်တဲ့အာတာဆလူကာဖီကဲခရူဘာနဲ့ပေါ့ဖ်နို့တို့ကလည်းနမူနာစားကြည့်ကြပါရင်3ယောက်သားကချောကလက်ကိုကြိုက်ကြပေမဲ့လည်းသူတို့စမ်းစားဖို့တမျှအထဲမှာအဆိုးရွားဆုံးချောကလက်ပဲလို့ဝီလီကိုပြောလိုက်ကြပါရင်အဲ့ဒီနောက်သူတို့ကပိုးကောင်ရဲ့တက်ရောက်မှုကြောင့်လေအပေါ်လွင့်ပြန်သွားကြပါရင်အနောက်ရှက်ကေကေနဲ့ဝီလီကကြံတဲ့လူကြီးစီချောကလက်တွေဝယ်ခွင့်ပေးလိုက်ပြီးလူဝိုင်းကိုစတင်ပြန်တန်းစေပါရင်ရုတ်တရက်ဆိုသူတို့ပဲရဲရရှိတယောက်ရောက်လာကချောကလက်ကိုဒီလန်းတွေအပေါ်မှာမယောင်းရဘူးလို့ဝန်ကာကိုပြောလိုက်ပြီးထွက်သွားခိုင်းခဲ့ပါရင်ဝီလီဟာပြန်သွားတော့မယ့်အချိန်မှာပဲခရက်အကသူအသုံးပြုခဲ့တဲ့မြတ်အတွက်အခချင်းငွေပေးရမယ်လို့အကြောင်းကြားခဲ့ပါရင်ပိုင်ရှင်ကသူ့ကိုအဓိပ္ပာယ်မရှိလောက်အောင်မြင့်မားတဲ့ပမာဏငွေတောင်းခံလွှာဝေပေးလိုက်ပြီးတော့ပြန်စားနိုင်ဖို့အတွက်ဟိုတယ်မှာနေ့အတော်ကြာအလုပ်လုပ်ရလိမ့်မယ်လို့ပြောပါရင်အဲ့ဒီနောက်မှာတော့သူ့ကိုအဝတ်လျှော်ရေးကန်ထဲတွန်းချလိုက်ပြီးအဲ့ဒီနေရာမှာသူ့လိုမျိုးလှည့်စားခံရတဲ့လူဝင်နဲ့တွေ့ပါရင်သူတို့ကတော့စီးရင်ကင်ဟောင်းဖြစ်တဲ့အဘာကပ်ခရမ်ရေပိုက်သမားဘန်တယ်လီဖုန်းအော်ပရေတာလီဒီဘဲနဲ့မအောင်မြင်တဲ့ဟာတာတရုတ်ဆောင်လာရီရှူကဲဝပ်တို့ဖြစ်ပါရင်နိုဒဲကအကျွေးအများဆုံးဖြစ်ပြီးဒီနေရာမှာအကြဆုံးလုံးရမဲ့လူလည်းဖြစ်ပါရင်အဲ့ဒီညမှာဆိုရင်သူ့ရဲ့အခန်းထဲကိုနိုဒဲရောက်လာခဲ့ပြီးအရင်ကချောကလက်မစားဘူးတဲ့အကြောင်းသိလိုက်ရလို့ဝီလီကလည်းသူ့ရဲ့အမေသူ့ကိုချောကလက်လုံနေတင်ပေးပုံနဲ့သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကိုလုံဆောင်မှုပေးခဲ့တဲ့အကြောင်းပြောပြလိုက်ပါရင်အဲ့ဒီနောက်သူကနေအောင်ရှိအရေးလိုမျိုးအထူးပါဝင်ပစ္စည်းကိုအသုံးပြုပြီးအပေါ်မှာမိုးကြိုးလိုပုံစံနဲ့အထူးချောကလက်ကိုဖန်တီးခဲ့ပါရင်ဆက်စုတဲ့နိုဒဲကစမ်းကြည့်ပြီးကြိုက်တယ်လို့ပြောလိုက်ပါရင်ဒါပေမဲ့သူမနောက်တစ်ချိန်ထပ်စားဖို့အတွက်မဖြစ်နိုင်တော့တာကိုသိတော့ဝမ်းနေလာပါရင်အဲ့ဒီနောက်ဝီလီဟာသူ့တငယ်ချင်းအစ်စ်ကိုတစ်သက်လုံးထောက်ပံ့ပေးမယ်လို့ကတိပေးလိုက်ပြီးချောကလက်ပို့လုပ်ဖို့စိတ်ကူးတစ်ခုကိုစတင်အကောင့်ထဲပေါ်ခဲ့ပါရင်အဲ့ဒီအချိန်မှာရဲမှုကအကျင့်ပြဖုံးတော်ကြီးဖာတာဂျူလီယပ်အကူကြီးနဲ့ဖះเจ้าထဲကိုဝင်သွားတာတွေ့ရပါရင်အဲ့ဒီနေရာမှာသူကတရားဝင်မဟုတ်တဲ့ချောကလက်ကုန်တယ်လို့ခေါ်တဲ့စလီဝေါ့ဖီကဲခရူဘာနဲ့ပရိုဂျုပ်တို့နဲ့တွေ့ဆုံခဲ့ပါရင်စီလီရဲ့ချောကလက်ကအရသာရှိမှန်းကိုတိတာကြောင့်သူတို့အဖွဲ့ကဝီလီကိုချင်းချောက်မှုတစ်ခုလိုယူဆတဲ့အကြောင်းထုတ်ပြောခဲ့ကြပါရင်ဒါအပြင်သူဟာတာဝေကိုစီးပေါ်နဲ့ရောင်းချခြင်းပြီးတော့သူတို့ရဲ့အမျက်ကိုလည်းရှော့ရှာရှင်သေးပါရင်တကယ်လို့များဒီချင်းချောက်မှုကိုမစစ်စေးပဲကြီးထွားလာမယ်ဆိုရင်တော့သူတို့ရဲ့လုပ်ငန်းတွေမကြခင်အန်ဒီရဲ့ကြားရောက်တော့မှဖြစ်ပါရင်ဒါကြောင့်လူဆိုး၃ယောက်ကရဲမှုကိုချောကလက်အမြောက်အများနဲ့လက်ထိုးလိုက်ပြီးဝီလီနဲ့ဆက်ဆံတဲ့နေရာမှာတေစီတဲ့နီလန်းပတ်ဝန်းနေတောင်မှအဖြစ်ရှင်းဖို့ပြောလိုက်ပါရင်ဟိုတယ်မှာဆိုတော့ဝီလီနဲ့နိုဒဲဟာဘလီရှာကချမ်းသာတဲ့မင်းမျိုးမင်းနွယ်ဆိုပြီးစခရက်အစ်ကိုတွေးစီလိုက်ပြီးဘလီရှာကိုစခရက်အစ်ကသူ့ကိုတိတ်တိတ်လေးကြိုက်နေတာလို့တွေးအောင်လှည့်စားမှုတစ်ခုဖန်တီးခဲ့ပါရင်ဝီလီကတခြားအလုပ်ဓမ္မဝေအနားယူလို့ရအောင်လဲအဝတ်လျှော်တာကိုပို့ပြီးမြန်ဆန်ထိရောက်အောင်သူ့ရဲ့ခွေးကိုအသုံးပြုပြီးတော့ဆက်ကိုဖန်တီးလိုက်ပါရင်အဲ့ဒီနောက်မှာပဲသူ့ရဲ့နောက်ထပ်ဖန်တီးမှုအတွက်တစ်ကလာအုပ်တို့လိုအပ်တယ်လို့ဝီလီကပြောပါရင်ဒါကြောင့်နိုဒဲဟာအစောပိုင်းကတစ်ကလာအုပ်တကောင်ကိုတတိထားမိခဲ့တဲ့ဒရိဆိုင်ယုံစီခေါ်သွားခဲ့ပါရင်အဆောင်ကိုအာယုံလွှဲပြန်တော့ဝီလီကလည်းအထဲကိုခိုးဝင်နိုင်ခဲ့ပါရင်အဲ့ဒီနောက်သူကတစ်ကလာအုပ်ကိုရှာတွေ့ပြီးအထူးပူရှိန်ကိုအစာကျွေးလိုက်ပါရင်ဒါကတစ်ကလာအုပ်ကိုညှို့ယူနိုင်သွားစေခဲ့ပြီးတော့သူ့ရဲ့နို့ကိုယူခွင့်ပေးလိုက်ပါရင်ဒရိဆိုင်ယုံကပြန်လာတဲ့အခါမှာပဲနိုဒဲဟာအင်းဆွဲစာလုံးပါတဲ့လေဘေးမှာဆွဲထားတဲ့လက်စွပ်တကွင်းကိုပြသခဲ့ပါရင်ဒီလက်စွပ်ကြောင့်ပဲ Scrap App ကသူ့ကိုနိုဒဲလို့နာမည်ပေးခဲ့တာဖြစ်ပါရင်အဲ့ဒါကြောင့်သူမဟာစစ်မှန်တဲ့အိမ်နဲ့မိသားစုရရှိရှင်တဲ့အိမ်မက်အကြောင်းကိုပြောလိုက်ပြီးဝီလီကသူမပြန်ရှာတွေ့နိုင်အောင်ကူညီပေးမယ်လို့ကတိပေးလိုက်ပါရင်အဲ့ဒီနောက်မှာပဲဝီလီကိုသူ့ရဲ့ချောကလက်ကိုဒီမျိုးမှာမရောင်းဖို့တတိပေးတဲ့ရဲအရာရှိနဲ့ထိတ်တိုက်တွေ့ပါရင်သူ
သူ့ကိုတူရှင်းလင်းတိအောင်လဲမျက်နှာကိုရင်းနစ်ခဲ့ပါရင်သူတို့နေရာအင်ကိုပြန်ရောက်တဲ့ခါမှာတော့ဝီလီကတခြားအလုပ်မဝေကိုသူဘာလုပ်နေတယ်ဆိုတာအားရှင်းပြလိုက်ပါရင်အဘာကပ်ဟာချောကလက်ကိုင်းကမြို့တင်ချောကလက်ရောင်းချမှုကိုထိန်းချုပ်ရုံတင်တမကသူတို့ရဲ့မောင်ခိုအလုပ်တွေကိုလည်းထိန်းသိမ်းထားတဲ့အကြောင်းသတိပေးပါရင်ကိုတွေ့အတွေ့အကြုံရဆိုရင်တော့ချောကလက်ကိုအရေးဖြော်ပြီးပိုရှန်နေတဲ့လောင်အင်အထဲမှာတင်းဆဲတာလိုမျိုးတရားမဝင်လှုပ်ရှားမှုကိုထုတ်ပြလိုက်ပါရင်ဒါကလည်းဖះเจ้าအောင်မြောက်ခမ်းမှာရှိပြီးဖာတာဂျူလီယပ်နဲ့ယာနဲ့ရှိတဲ့ဘုံတော်ကြီးတွေကစောင့်ကြထားပါရင်အန်ဒီရဲ့များတာကိုတိပိမဲ့လဲတခြားလူတွေကသူတို့ရဲ့တငယ်ချင်းအစ်စ်ချောကလက်ရောင်းချတဲ့နေရာမှာအနောက်ရှက်မရှိစေအောင်ကူညီဖို့အတွက်သဘောတူခဲ့ကြပါရင်ဝီလီကအမျိုးသားတယောက်ကိုသူ့ရဲ့တစ်ကလာအုံတို့မာခရွန်စတင်ရောင်းချလိုက်ပြီးသူ့ကောင်မလေးကသူ့ကိုလက်ထပ်ဖို့အတွက်ယုံကြည်ချက်ချိလာစေအောင်လုပ်ခဲ့ပါရင်အဲ့ဒီနောက်သူကတခြားအရသာရှိတဲ့ကုန်ပစ္စည်းတွေကိုရောင်းချကရေမြောင်းပေါက်ကနေရဲမှုစီလွတ်အောင်ထွက်ပြေးခဲ့ပါရင်ဒါပေမဲ့လည်းရဲမှုကဒီလောက်လွယ်ကူအလိန်ခံမဲ့လူမဟုတ်ပါဘူးသူကအမြန်ကိုတိသွားခဲ့ပြီးတော့ရေမြောင်းတွေကိုစောင့်ဖို့အတွက်သူ့ရဲ့လူတွေကိုအမိန့်ပေးပါရင်အဲ့ဒီငါမှာဝီလီကသူ့ရဲ့ချောကလက်တွေကိုခိုးယူနေတဲ့လိမော်ရောင်လူပုလေးတယောက်အတွက်1600ဆင်ထားခဲ့ပါရင်1600ကလည်းအလုပ်ဖြစ်သွားခဲ့ပြီးဝီလီဟာအရက်ပပူနဲ့ထူးဆန်းတဲ့အကြည့်နဲ့လူပုလေးကိုတွေ့လျက်ပါရင်ဟိုတုန်းကဝီလီဟာသူ့ရဲ့မွေးရမြေလွန်ပါလန်းမှာကိုစေးဝေခိုးယူသွားတာကြောင့်သူ့ရဲ့ဘဝပျက်စီးခဲ့တယ်လို့ရှင်းပြပါရင်အဲ့ဒီအတွက်ကြောင့်ပဲချောကလက်ကနေလုံလောက်တဲ့တန်ရာတန်ကြီးရအောင်လှုပ်ပြီးမှပဲအိမ်ပြန်နိုင်မှာလို့ဆိုလိုက်ပါရင်မကြခင်မှာပဲသူကဝီလီကိုလဲစားပြီးတဲအိုးတစ်လုံးနဲ့ရိုက်ကချောကလက်ကိုခိုးယူသွားခဲ့ပါရင်တခြားတနေရာမှာဆိုတော့ချောကလက်ကိုင်းကဝီလီကိုတရှိုလုံနေပြီးနိုတယ်လဲသူနဲ့ပတ်သက်နေတယ်ဆိုတော့ကိုတွေ့သွားခဲ့ပါရင်အဲ့ဒီနောက်ဆလက်ကScrap Ip နဲ့ဘာလီရှာတို့စီကိုစိုးသွမ်းတဲ့အစီအစဉ်တစ်ခုအတွက်တွားခဲ့ပါရင်နောက်တနေ့မှာတော့နိုတယ်ကဝီလီကိုမြို့တော်ရင်ပြင်ကဆိုင်တဆိုင်ရဲ့တော့တွေယူလာပေးပြီးသူ့ရဲ့ဖန်တီးမှုကိုရောင်းချနိုင်စေခဲ့ပါရင်နောက်ဆုံးမှာတော့သူကချောကလက်တကြားလုံးဝင်တဲ့တိမ်တွေစားလို့ရတဲ့ပန်းပွင့်တွေနဲ့ချောကလက်ပင်လိုမျိုးလှပတဲ့မုတ်မျိုးစုံကိုပြသပြီးအများပြည်သူအခြေဖွင့်လှစ်နိုင်ခဲ့ပါရင်အစပိုင်းမှာလောကအရာအလုံးကိုကြိုက်ပေမဲ့မကြခင်မှာပဲဒရိုက်စပင်အယောင်တွေပြောင်းလာခဲ့ပြီးဇွေင်ဖွယ်ရနှုံးတဲ့စပင်တွေအမြန်ပေါက်လာတာကိုတွေ့လျက်ပါရင်ချောကလက်ကယတိရဲ့ချွေးလို့ခေါ်တဲ့ပေါင်ပစ္စည်းတစ်ခုနဲ့အစိမ့်မိသွားတဲ့အကြောင်းဝီလီတိသွားခဲ့ကအားလုံးကိုတတိပေးဖို့အတွက်ကြိုးစားပါရင်သူအကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်းလူတွေကဝီလီကိုဒရတ်ထွက်ပြီးတော့သူ့ရဲ့ဆိုင်ကိုဖျက်ဆီးကြပါရင်ဒရတ်ကြီးနဲ့အမေတယောက်ကမီဆိုင်ကျိုးကိုဓာတ်နဲ့ဖျက်လိုက်လို့နောက်ဆုံးမှမီးပါလောင်သွားခဲ့ပါရင်ဝီလီဟာသူ့ဆိုင်ရဲ့အပြက်အစည်းဝေးကြားထဲမှာပဲဝမ်းနဲ့ပက်လက်နဲ့ထိုင်နေတော့ချောကလက်ကိုင်းကရောက်လာပါရင်သူတို့ကသူနဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့ Scrap AC မှာတင်နေတဲ့အကျွေးတွေအလုံးကိုဆက်ပေးမယ်ဆိုပြီးပိုက်ဆံအလိုလောက်ပြီးခဲ့ပါရင်ဒါပေမဲ့သူ့အနေနဲ့ကတော့မြို့ကနေထွက်သွားရမှာဖြစ်ပြီးချောကလက်ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးမရောတော့ဘူးဆိုတဲ့အခြေအနေကိုတော့လိုက်နာရမှာဖြစ်ပါရင်ဝီလီကတွန်းဆုပ်ပေးမဲ့သဘောတူညီလိုက်ပြီးနောက်ပိုင်းမှာပဲမြို့အပြင်ကိုလေးနဲ့ထွက်သွားခဲ့ပါရင်ခဏကြာမှာပဲဝီလီကသူ့အပေါ်အကျွေးမကြည့်သေးဘူးလို့ယုံကြည်နေခဲ့တဲ့လူပုလေးပြင်ရောက်လာပါရင်ရုတ်တရက်ချောကလက်သမားလေးက Flatwall ရဲ့လက်စွပ်ကြောင့်ဖြစ်နေခဲ့တဲ့သူ့ရဲ့လက်အမတ်အသားတစ်ခုကိုသတိထားလိုက်မိပါရင်အောက်ဖို့ကောင်းစွာနဲ့ပဲလက်စွပ်ကနိုဒယ်ရဲ့အလဲဘေးမှာဝတ်ထားတဲ့လက်စွပ်နဲ့ဆင်တူနေလို့သူမနဲ့ Sleward တို့ကဆက်နွယ်နေတဲ့အကြောင်းညွှန်ပြနေပါရင်သူ့ရဲ့ချစ်တငယ်ချင်းမှာအန်ဒီရရှိမှန်းကိုတီးတော့ဝီလီဟာလေးကိုစွန့်ပြီးပြန်လှည့်ဖို့ဆုံးဖြတ်ပါရင်ကပတင်ကိုပြောပြဖို့ကြိုးစားတဲ့အချိန်မှာတင်ဘောကိုကိုင်းကဒိုင်နမိုက်နဲ့1600ဆင်ထားတာတွေ့လျက်ပါရင်ကန်ကောင်းစွာနဲ့ပဲသူနဲ့လူပုတို့မပေါက်ကွဲခင်မှာပဲတင်ဘောကနေခုန်ဆင်းနိုင်ခဲ့ကြပါရင်အဲ့ဒီအခါမှာပဲ Scrap Ip ကအဘာကက်ပိုက်ပါလော်တီနဲ့လော်ဝီတို့ကိုပြန်လို့ပေးလိုက်ပေးမယ်လေ Slip Pop ကနိုတဲ့ကိုကျွန်းအဖြစ်ထောင်ရဖမ်းထားဖို့ပိုက်ဆံပေးထားခဲ့တဲ့အကြောင်းပြောပါရီမကြခင်မှာပဲဝီလီဟာတခြားလူကြီးတွေနဲ့ပေါင်းပြီးတော့နိုဒယ်လွတ်အောင်တခါကိုဖျက်ပေးလိုက်ကြပါရီအဲ့ဒီနောက်မှာတော့သူတို့ကချောကလက်ကွန်တယ်တွေရဲ့ဘော့ကိုဖောက်ထွင်းဝင်ရောက်ကြပြီးသူမဘေးကင်းစေဖို့အတွက်သူတို့ရဲ့အကြံစီတွေကိုဖော်ထုတ်ဖို့စီစဉ်ခဲ့ကြပါရီအဲ့ဒီနောက်အဖွဲ့ကတစ်ကလာအုပ်ကိုတရိษံယုံကနေထုတ်ကဖာတာဂျူလီယက်နဲ့ဘုန်းတော်ကြီးတွေကို6လန့်ဖို့အတွက်ဖះเจ้าအထက်ခေါ်သွားပြီးလွတ်ပေးလိုက်ပါရီအဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့ဝီလီနဲ့နိုဒယ်တို့မြောက်ခန်းအထက်ကိုခိုးဝင်ခဲ့ကြပေမဲ့သူတို့ကိုချောကလက်ကုန်တယ်တွေကတွေ့သွားပါရီနမဲဆိုးနဲ့ကြော်ကြတဲ့လူရုပ်မဟာသူတို့ကိုတနတ်နဲ့ချိန်ပါရီတကယ်စင်တော့သူကခောက်ဆွဲရောက်ဦးလေးဖြစ်တဲ့အကြောင်းထင်ရှားပါရီမိဘတွေတိတ်ဆုံးပြန်တော့ခောက်ဆွဲပြုစုဖို့အတွက်တာဝန်ပေးခဲ့ပေမဲ့လည်းလောဘကြီးတဲ့စီးပွားရေးသမားဟာတနာစရာကလေးကိုဒုက္ခရောက်စေဖို့ပြစ်ထားခဲ့ပါရီဆလဲဝတ်ကလည်းမိသားစုရဲ့ချောကလက်ဖွန်ဂျွန်းကိုအမွေဆက်ခံနိုင်ဖို့အတွက်ဒီအသေးစိတ်အစီအစဉ်ကိုဖန်တီးခဲ့ပါရီအဲ့ဒီနောက်သူကချောကလက်ထဲနစ်မြုပ်သွားစေဖို့အတွက်အဲ့ဒီနောက်ဝီလီနဲ့ခောက်ဆွဲကိုချောကလက်ထဲနစ်မြုပ်သွားစေဖို့အတွက်လောင်အင်တစ်ခုအထဲမှာပိတ်လောင်ထားခဲ့ကြပါရီဒါပေမဲ့လောင်အင်မပြည့်သွားခင်မှာပဲလော်ဖီရောက်လာခဲ့ပြီးသူတို့ကိုကဲတင်နိုင်ခဲ့ပါရီသူတာကိုလှုပ်ရတာကတော့ဝီလီသူ့ရဲ့အကျွေးတွေအားလုံးကိုဆက်စေရှင်တာကြောင့်ဖြစ်ပါရီနောက်တစ်ခါမှဆိုတော့ Slapwalk Figure Kruger နဲ့ Pronop တို့ကဖះเจ้าကနေထွက်လာပြီးဝီလီနဲ့နိုဒယ်တို့ကသူတို့ရဲ့ပြစ်မှုတွေကိုဖော်ထုတ်တဲ့လေကြာတစ်ခုနဲ့ထွက်လာခဲ့ပါရီစာအုပ်ကိုဖတ်လိုက်တဲ့အခါမှာတော့ရဲမှုရဲ့နာမည်ပါနေပါရီရဲမှုအဖမ်းခံရတဲ့အချိန်မှာဆိုရင်ကိုင်းသားတွေကထွက်ပြေးဖို့ကြိုးပမ်းကြပေမဲ့သူတို့လေအထဲမှာပြန်နေတာကိုတွေ့လျက်ပါရီဝီလီဟာအစောပိုင်းတုန်းကလော်ဖီအတွက်မ
ပြန်အကျွေးဆက်တလို့နဲ့ပြန်ဝဲစီတဲ့ချောကလက်တွေကိုတမင်တကာပေးခဲ့တဲ့အကြောင်းရှင်းပြပါရင်မော်ချောကလက်ကနောက်နီးပြင်မဲ့လဲပြင်းထန်တဲ့တုံ့ပြန်မှုကြောင့်လေပူဖောင်းလေးလိုမျိုးလွင့်မျောသွားစေခဲ့ပါရင်အဲ့ဒီနောက်ဝီလီဟာအဖွဲကဝက်ထားတဲ့ချောကလက်အားလုံးကိုဖော်ထုတ်ပြီးတဲ့မြို့ရင်ပြင်ကရေပန်းကိုဖွင့်လိုက်ပါရင်အဲ့ဒီနောက်ဝီလီရဲ့ပေါဝင်ပစ္စည်းတွေပါတဲ့ချောကလက်ကိုဒီတာခန်တွေကမြည်ဆန်းခဲ့ကြပါရင်နောက်ပိုင်းမှာပဲဝီလီဟာသူ့မိခင်ဖြစ်သူမတေဆုံးခင်နောက်ဆုံးပြုတ်လုပ်ခဲ့တဲ့ချောကလက်ပြားကိုထုတ်ယူခဲ့ပါရင်ချောကလက်ကိုဘယ်လိုဖန်တီးလဲဆိုတာကအရေးမကြီးပဲနဲ့ဘယ်သူ့အတွက်ဖန်တီးပြီးတော့ဘယ်သူ့ကိုမျှဝေတာလဲဆိုရဲမှတ်ချက်တစ်ခုလဲပါပါရင်အဲ့ဒီနောက်သူကနိုးတဲ့အာဘာကပ်ပိုက်ပါလာတီနဲ့လာရီတို့နဲ့အတူမျှဝေခဲ့ပါရင်နိုင်အနေငယ်လောက်ကြပြီးနောက်ဗီလီနဲ့လော်ဖီဟာအရင်ကကိုပိုင်အမတ်တစိမ့်နဲ့မုတ်လေးကိုဖန်တီးဖို့စီစဉ်ထားတဲ့စွန့်ပစ်ရဲတိုက်စီသွားခဲ့ပါရင်အကျွေးကြည့်ပြီးလို့ခံစားမိပေမဲ့လော်ဖီဟာသူကလွန်ပါလန်းမှာနာမည်ကြီးတဲ့လူမဟုတ်လို့အိမ်ပြန်ဖို့အတွက်ဝန်လေးနေတဲ့အကြောင်းဝန်ခံခဲ့ပါရင်ဒါကိုကြတော့ဝီလီကလည်းသူ့ကိုချောကလက်စိတ်ရုံအတစ်မှာအလုပ်တစ်ခုပေးလိုက်ပါရင်မကြခင်မှာပဲဝီလီဟာသူ့ရဲ့ကမ္ဘာနာမည်ကြီးချောကလက်စိတ်ရုံကိုတီထောင်နိုင်ခဲ့ပါရင်စာသန်ထိုးတဲ့အခါမှာဆိုတော့လော်ဖီကတခြားစက်ကောင်တွေအကြောင်းကိုပြောပြပြီးအာဘာကပ်လာတီနဲ့ပိုက်ပါနဲ့လာဝီတို့ကသူတို့ရဲ့အရင်အလုပ်စီကိုပြန်သွားကြကချီရတဲ့လူတွေနဲ့ပြန်ဆောင်တွေ့ခဲ့ကြပါရင်ဘရီရှာနဲ့ခရက်ရစ်တို့ကတော့ဝီလီရဲ့ချောကလက်တွေကိုရှာတွေ့ခဲ့ကြပါရင်ဒါဝီကိုစားတောက်ဖို့အတွက်စူးစမ်းကြပေမဲ့သူတို့ရဲ့အရေးပြားနဲ့စပင်းတွေကအယောင်ပြောင်းသွားခဲ့ပါရင်အဲ့ဒီနောက်သူတို့နေရာအဖမ်းခံလိုက်ရပြီးအားလုံးကောင်းဖို့အတွက်အကျဉ်းထောင်ထဲရောက်သွားခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုပိုင်းလေးကိုနှိမ့်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်